တခါတော့တငါသေးကြီးတယောက်ရှိတဲ့သူ့မှာလည်းသားနှစ်ယောက်လည်းရှိတယ်သူကသူ့ရဲ့ရွာမတင်မဟုတ်ဘူးပတ်ဝန်းကျင်ကတငါရွာတွေမှာကိုနာမည်ကျော်တယောက်ဖြစ်တယ်သူဘာလို့နာမည်ကျော်ရလဲဆိုတော့သူများတွေတနေ့ကိုငါးဖမ်းလှေလေးနဲ့ပင်လယ်ပြင်ကိုအန်တုငါးဖမ်းပြီးလို့ပြန်လာတာတောင်မှလှေဝမ်းထဲမှာငါကလည်းတဝက်ထပ်ပိုးမပါကြဘူးဒါပေမဲ့တငါသေးကြီးကတော့သူ့ရဲ့လှေဝမ်းထဲမှာငါအပြည့်ပါလာလွန်းလို့လေလှေနှခမ်းကလည်းရေပြင်ထိလူမတက်နီးကပ်နေခဲ့တာပေါ့သူများတွေငါးဖမ်းလေးနဲ့ငါးများရအောင်လေမနဲ့စောစောထွက်တဲ့အချိန်တငါသေးကြီးကတော့အဲ့လိုကောင်းနေတော့သူများတွေညနေတော်တော်စောင်းမှောင်ကြီးပြိုးမှပြန်လာတဲ့အချိန်တငါသေးကြီးကတော့ညနေဆောင်လောက်ကလေးကပြန်ရောက်ပြီးတော့ရေချိုးပြီးတော့ရွာအနှံ့လမ်းလျှောက်နေလေရှိဒါပေမဲ့သူ့လေထဲမှာလည်းသူများတွေမိုးချုံမှပြန်လာတဲ့သူတွေထက်ငါးတွေကပိုရလေရှိတာပေါ့သူများတွေတနေ့ကငါးဖမ်းမှနည်းနည်းလေးရတာကိုလေတငါသေးကြီးကခဏလေးနဲ့ငါးတွေအများကြီးရလေရှိအောင်တငါသေးကြီးကတော့ငါးတွေအောင်းနေပြီးတော့ငါးအများကြီးရှိတဲ့နေရာကိုတွေ့ထားတယ်လို့အားလုံးကလည်းထင်ကြအဲ့ဒါကြောင့်တငါသေးကြီးငါးဖမ်းထွက်တဲ့နေရာတွေလိုက်သွားပြီးတော့ကွန်ပြစ်ရမှာလဲကွန်ထောင်ပြီးမဲ့လဲသူ့လောက်လည်းမရကြဘူးတငါသေးကြီးကတော့သူ့နောက်ကနေလိုက်ပြီးကွန်ပြစ်ပြီးငါးဖမ်းတာကိုတားဆီးခြင်းလည်းမပြုသူ့ဘာသာခက်စိတ်ပဲနေလေးရှိတာပေါ့ဒါပေမဲ့ငါးဖမ်းသူတို့ထုံးစံအတိုင်းဟိုတီသွားပြီးတော့ကွန်ပြစ်ကွန်ထောင်တယ်လို့တငါသေးကြီးကလည်းအဲ့ဒီလိုပဲဖမ်းဆီးလေရှိဒါပေမဲ့ချိန်တန်လို့အိမ်ပြန်လာပြီဆိုရင်တငါသေးကြီးစီမှာငါးတွေကအပြည့်ပါလာပြီမဲ့ကျန်တဲ့သူတွေစီမှာတော့ငါးတွေကလည်းတငါသေးကြီးလောက်ရလာလေလည်းမရှိဘူးအဲ့ဒါကြောင့်အားလုံးကလည်းတငါသေးကြီးကိုအဓိကကွန်ချက်မပြဘဲနဲ့သူ့ဘာသာပဲဖမ်းဆီးတယ်လို့လည်းနောက်ွယ်မှာစောင်းမြောင်းပြောတာပေါ့ဒီလိုနဲ့ပဲနှစ်ပေါင်းများစွာကြာလာတော့တငါသေးကြီးကလည်းအဖိုးကြီးဖြစ်လာတယ်တငါသေးကြီးရဲ့သားနှစ်ယောက်ကလည်းလူလားမြောက်ပြီးအရွယ်ရောက်လာပြီတငါသေးကြီးကလည်းသူ့အသက်အရမ်းကြီးနေပြီဖြစ်လို့ပင်လယ်ပြင်ကိုထွက်ပြီးတော့လေကွန်ပြစ်ကွန်ချပြီးငါမဖမ်းနိုင်မဟုတ်ဘူးဆိုတာသိလို့သူ့ရဲ့တက်ကြွတဲ့ငါးဖမ်းနည်းတွေအားလုံးကိုလည်းတစ်ခုမချမ်းသူ့သားနှစ်ယောက်ကိုလည်းတင်ပေးတာပေါ့ငါးတွေရဲ့အလေးထငါးတွေရဲ့ကျင်လေကျက်စားတဲ့နေရငါးတွေကိုဖမ်းဆီးပုံဖမ်းပြီးငါးအုပ်ကိုခံမှန်းပြီးတော့ဖမ်းဆီးနီးစတာတွေကိုအကုန်တင်ပေးခဲ့တယ်ဒီလိုနဲ့တငါသေးကြီးကလည်းသူ့မှာတက်ကြွတဲ့ငါးဖမ်းနည်းတွေငါးတွေရဲ့ဘ ഹു တုဒ္ဒတွေတစ်ခုမကြံသူ့သားနှစ်ယောက်ကိုတင်ပေးပြီးတော့သူကတော့ပင်လယ်ထဲထွက်ပြီးတော့ငါးဖမ်းခြင်းကိုလုံးဝစွန့်လွတ်သူ့ဘာသာသူပဲအိမ်မှာပဲအေးချမ်းစွာနဲ့နေထိုင်တာပေါ့သူသားနှစ်ယောက်ကတော့တယောက်ကိုလှေတစည်းစီနဲ့ပင်လယ်ထဲကိုငါးဖမ်းထွက်တယ်သားနှစ်ယောက်စလုံးကိုလည်းသူတက်သမျှငါးနဲ့ပတ်သက်တဲ့ဘ ഹു တုဒ္ဒတွေငါးဖမ်းနည်းတွေတင်ပေးလိုက်ပေမဲ့သားနှစ်ယောက်စလုံးကလည်းငါးဖမ်းပြီးပြန်လာတော့ရလာတဲ့ငါးရေတွက်ကလည်းတူမနေကြဘူးပထမအဆုံးနေ့မလို့ထင်ကြပေမဲ့လည်းနောက်နေ့ဒီမှာလည်းရလာတဲ့ငါးမတူဘူးလေရပောင်များစွာကြာလာတဲ့အထိလည်းသားနှစ်ယောက်ငါးဖမ်းတူထွက်ကြပြီမယ်ပြန်ရောက်တဲ့အခါမှာတယောက်ကတော့တငါသေးကြီးငါးဖမ်းတော့ကဲ့သို့ငါးတွေအများကြီးရပြီမယ်နောက်ထပ်တယောက်ကတော့တန်မှန်လောက်သာရတာပေါ့အဲ့ဒီတော့ပတ်ဝန်းကျင်ကလူတွေကလည်းသူတို့နှုံးကလည်းတငါသေးကြီးကိုကွန်ချက်ပညာလှည့်ဝက်တယ်လို့ထင်တဲ့အတိုင်းငါးရနေတဲ့သားကိုလည်းမင်းဟိုကွန်ချက်ပညာသင်မပေးဘဲနဲ့ဟိုတယောက်ကိုကွန်ချက်ပညာသင်ပေးတယ်အတူတူသွားရခြင်းတူမင်းကငါးနေနဲ့ရနေတဲ့အချိန်ဟိုတယောက်ကငါးတွေအများကြီးရလာတယ်ပေါ့ဆိုပြီးတော့လေဘေးကနေတွေးထိုးကြတာပေါ့ပထမကတော့မယုံပေမဲ့ကာလကြာရှည်လာတော့ငါးရနေတဲ့သားကလည်းသူတို့ပြောတာတကယ်ဖြစ်နိုင်တယ်လို့ယုံကြည်သွားတယ်အဲ့ဒါကြောင့်ဖခင်တငါသေးကြီးကိုလေအဖေသားချင်းတူသူ့ကိုကွန်ချက်ပို့တင်ပေးလိုက်လို့ကျွန်တော်ငါးရနေတာမဟုတ်လားအဲ့ဒီလိုအပြစ်တင်တာပေါ့ဒါပေမဲ့ဖခင်တငါသေးကြီးကလည်းဘာမှပြန်မပြောပဲခက်စိတ်သာနေလေးရှိထိုသားကလည်းမနက်စောစောကြိုထွက်တယ်ညနေမိုးချုံမှပြန်လာပြီမဲ့နောက်ထပ်သားတယောက်ရဲ့လှေလောက်လဲငါကလည်းဖမ်းမမိလာဘူးလေဒီလိုနဲ့ရပ်ပေါင်းများစွာကြာပြီးတော့တရက်မှာတော့တငါသေးကြီးကလည်းသူ့သားနှစ်ယောက်ကိုခေါ်ရေကန်ကြီးတစ်ခုစီကိုငါးများတဲ့တယောက်တစ်ချောင်းစီနဲ့ထွက်ခဲ့ရေကန်ကြီးကိုလည်းရောက်တော့တငါသေးကြီးကလည်းငါးတွေခိုအောင်လို့အကောင်းဆုံးနေရဘယ်နေရာလဲလို့မေးတာပေါ့အဲ့ဒီတော့နှစ်ယောက်စလုံးကလည်းတပြိုင်တည်းဖြေတယ်သူတို့ဖြေတဲ့နေရာကိုရောက်အောင်လို့တငါသေးကြီးနဲ့သားနှစ်ယောက်သွားပြီးတော့ငါးများဖို့ဂိုင်းနံလေးတွေထုတ်ငါးများချိတ်မှာအစာတက်ပြီးတော့အသီးသီးနေရာယူတာပေါ့ထိုရေကန်ကြီးကလည်းငါးတွေအလွန်ပေါ်တယ်သားဖ3ယောက်တယောက်နဲ့တယောက်အနှဲငယ်ကွာဝေးတဲ့နေရာမှာထိုင်ပြီးတော့ငါးများကြတယောက်ရဲ့ငါးများတဲ့ကိုငါးဟက်လိုက်ဆွဲတင်လိုက်ငါးတွေတော်တော်ရကြတာပေါ့တော်တဲ့တငါသေးကြီးဆိုတော့လေသူ့ရဲ့ငါးတန်ကလည်းခဏပဲလေထဲမှာထားဝင်ရလိုက်တယ်ငါးများချိတ်ကိုရေထဲချလိုက်တာနဲ့ချက်ချင်းဆိုသူတို့ငါးတွေကလည်းဟက်ကြဆွဲကြဒါဆိုရင်ငါးများတဲ့ကင်ပြီးငိန်နေတဲ့တငါသေးကြီးစက်ခနဲဆွဲတင်လိုက်တာနဲ့ငါးတကောင်ပါလာတာပေါ့တငါသေးကြီးရဲ့သားတွေကလည်းသူ့လောက်သာမတော်ကြတာညံ့တော့မညံ့ဘူးသူတို့ရဲ့ငါးများတဲ့လေးတွေကလည်းတုတ်ခနဲပါတယ်ဒါပေမဲ့သားနှစ်ယောက်ရဲ့ငါးဖမ်းမိတာချင်းကလည်းမတူဘူးသားတစ်ယောက်ကငါတို့များဖမ်းမိတဲ့အချိန်မှာနောက်ထပ်သားတစ်ယောက်ကတော့တက်အနှဲငယ်လောက်သာငါးများလို့ရခဲ့တယ်တငါသေးကြီးနဲ့ရှင်လိုက်တဲ့ခါမှာတော့သိမ့်မကွာပေမဲ့နောက်ထပ်တစ်ယောက်ကတော့ထက်ဝက်နီးပါးလောက်ကွာတာပေါ့နေတော်ဆောင်လို့ပြန်ချိန်တန်တော့လေတငါသေးကြီးကသူ့သားနှစ်ယောက်ကိုခေါ်ပြန်ဖို့ပြင်ဆင်တော့တငါသေးကြီးမြားလို့မိထားတဲ့ငါးတွေကများပြားတာပေါ့နောက်ထပ်သားတစ်ယောက်ကတော့တငါကိုဒါမှတ်မိတယ်သူကလည်းမိထားတဲ့ငါးတွေကအများကြီးဖမ်းမိတယ်နောက်ထပ်တယောက်ကတော့ဖမ်းမိတဲ့ငါတငါသေးကြီးကိုမစိုးထားနဲ့ဟိုသားတယောက်ကိုတောင်မှအဲ့လောက်တောင်မှဖမ်းမိခဲ့ဘူးသူကလည်းသူဖမ်းမိတဲ့ငါးတွေကိုကြည့်လိုက်တငါသေးကြီးနဲ့ဟိုတယောက်ဖမ်းမိတဲ့ငါးတွေကိုကြည့်လိုက်ဘာလို့သူငါးဖမ်းတာအများကြီးမမိလဲဆိုတာကိုသူ့ဘာသာသူနားမလည်နိုင်ခဲ့ဘူးတငါသေးကြီးကလည်းအသက်တော်ကြီးပြီဖြစ်လို့တငါသေးကြီးဖမ်းလို့မိတဲ့ငါးတွေကိုညီကိုနှစ်ယောက်ကိုတယောက်တစ်ဝက်ခွဲပြီးထမ်းပြီးတော့လည်းပြန်လာခဲ့တာပေါ့
လန်တစ်လျှောက်မှာသားဖ3ယောက်တတရရလမ်းလေးကိုလည်းအေးဆေးဆေးဖျက်လျှောက်လာခဲ့ပေမဲ့ငါနေနေပဲဖမ်းမိခဲ့တဲ့သားရဲ့စိတ်ထဲမှာတော့တော်တော်ဘုံရင်မကျဖြစ်ခဲ့ဘာလို့သူငါဖမ်းတာဒီလောက်နေနေပဲရတာလဲဆိုတာကိုသူ့ဘာသာသူနားမလည်ခဲ့ဘူးတနေရတဲ့တကန်နဲ့ဘာမှမကွာပဲလှမ်းမြင်နေရတဲ့ကန်တစ်ခုထဲမှာငါးများတဲ့အစာအားလည်းအတူတူမြားနေနှန်းကိုပဲသူကဘာလို့မလို့ငါအရနေတာလဲဆိုတာကိုအရင်သိကျင်ခဲ့အဖေသူကလည်းမဝင်မရင်းနဲ့လှမ်းခေါ်လိုက်တာပေါ့တငါသေးကြီးကလည်းသူ့ကိုစောင်းငယ်ကြည့်ဒါပေမဲ့တငါသေးကြီးရဲ့နောက်ထပ်သားတစ်ယောက်ကတော့သူ့ဘာသာသူထမ်းစရာရှိတဲ့9000ကိုထမ်းသူလန်းသူရှောက်နေတယ်လေသူ့အဖေကိုခေါ်တန်ကြားလိုက်ပေမဲ့သူ့ကိုခေါ်တာမဟုတ်လို့သူကလည်းလှည့်တောင်မကြည့်တငါသေးကြီးကလည်းခေါ်နေတဲ့သားကိုလှည့်ကြည့်ပြီးတော့ဘာလဲဆိုပြီးမေးလိုက်တာပေါ့အဲ့ဒီတော့လှမ်းခေါ်လိုက်တဲ့သားကလည်းဆက်မေးတယ်တနေရတဲ့တကန်နဲ့တစ်ချိန်ထဲမှာငါစားအတူတူနဲ့မြားနေနေနဲ့ဘာလို့900ပုံချင်းကမတူတာလဲဖေအဲ့ဒီလိုမေးလိုက်တော့အဲ့ဒီတော့မှတငါသေးကြီးကလည်းသူဖြေဆိုခြင်းနဲ့အချိန်ပေါင်းများစွာကိုစောင့်ဆိုင်းခဲ့တယ်ဆိုသလိုမိမ့်ကြီးနဲ့ပြုံးလိုက်တာပေါ့ဘာကြောင့်လို့ငါသားထင်လဲမပြောရဘူးဖေအဲ့ဒီလိုနဲ့သူတို့နှစ်ယောက်အချီချာပြောနေပေမဲ့သူတို့ဘေးမှာလိုက်ပါလာတဲ့သားကတော့သူတို့စကားကိုနားဆွင့်နေပေမဲ့လှမ်းရမဲ့ခြေလမ်းမပြတ်သူတို့ကိုလည်းလှည့်ကြည့်ပြီးတော့ငေးမောခြင်းလည်းမပြုတ်တငါသေးကြီးကလည်းဆက်ပြောတာပေါ့ငါးများနေနဲ့ငါသားငါးများချိတ်ချိတ်ထားတဲ့ဖော့တန်လေးကိုဘလောက်အချိန်ကြာအောင်လို့စောင့်ကြည့်နေလေတစ်ချိန်လုံးပဲလေဖေရဲ့ငါးများနဲ့ဖော်လေးကိုထိုင်ကြည့်ရင်းနဲ့သားဘဏ္ဍခါဆက်လိတ်ထုတ်ဖွာတယ်လေတေးကြတော့မမတ်မိပေမဲ့စေးပေါ်လေးငါးလေးကုန်ခဲ့တယ်ဖေငါးများနဲ့ဖော်လေးကိုစောင့်ကြည့်ရင်းနဲ့ရေသေးရရောဘယ်နှကြိမ်တောက်ခဲ့တယ်လေဒါတော့မှတ်မိဘူးဖေဟာရေဘူးနှစ်ပုံစလုံးတော့တက်တက်ပြောင်ပြီးကုန်သွားတာပဲရေတော့တောက်တယ်ဗျငါးများတဲ့ဖော်လေးကိုစောင့်ကြည့်နေရင်အဖေနဲ့ငါးများပေါ်မှာငါးဘဏ္ဍကောင်မိပြီလဲဆိုပြီးသားဘဏ္ဍကြိမ်ထကြည့်လေတေချာတော့မမတ်မိပေမဲ့10ကြိမ်လောက်တော့ရှိမယ်ထင်တယ်ထိုင်ရနေခဏထားပြီးနေရာကိုပြန်ထိုင်တာဟာငါကလည်းစွဲနေတာကိုဆိုပြီးတော့ဘဏ္ဍကြိမ်ကိုဘာသာကိုရေရွတ်နေမိလေမသေးကြပေမဲ့အကြိမ်20လောက်တော့ရှိမယ်ထင်တယ်ဖေအဲ့ဒါပဲလေငါသားရဲ့မင်းဘာလို့ငါအမိနေတာလဲဆိုတာအဲ့ဒါတက်တည်ပြနေတာပဲဗျာအဖေဘာလို့ဆိုလို့ရလဲဗျဒီတော့တငါသေးကြီးကလည်းသူ့ရဲ့သားကိုတနာစပွဲကောင်းတဲ့လူတစ်ယောက်ဖြစ်သေချာကြည့်လိုက်ပြီးဆက်ပြောတယ်တကယ်တော့အဖေကအဖေမှာတက်ထားတဲ့ငါဖမ်းနီးငါရှာနီးတွေကိုသားနှစ်ယောက်ကိုတူတူသင်ပေးခဲ့တာပဲငါ့ကိုဘလို့ဖမ်းရမယ်ဆိုတာအပြင်ငါးတွေဘယ်နေရာမှာခိုးအောင်တက်တယ်ဆိုတာကိုလည်းတူတူသင်ပေးခဲ့တယ်ကွန်ချက်တင်မကဘူးရှိသမျှအကုန်ပုံပေးခဲ့တာပါဒါပေမဲ့လည်းငါသားအဖေကိုပညာတူတူသင်မပေးဘူးလို့ထင်နေခဲ့တယ်လေမဟုတ်ဘူးငါသားရဲ့တကယ်တော့ပညာသင်တာချင်းကအတူတူတောင်မှကိုယ့်ရဲ့အလုပ်ပေါ်မှာစူးစိုက်မှုဆိုတာလိုအပ်သေးတယ်ပညာသင်ပေးနေတဲ့အချိန်မှာတက်အောင်လို့စူးစိုက်ရမယ်တက်ပြီဆိုရင်တောင်မမေ့အောင်စူးစိုက်ရမယ်မမေ့တော့ဘူးဆိုရင်တောင်မှလည်းကောင်းမွန်အောင်အသုံးချနိုင်အောင်စူးစိုက်ရမယ်အသုံးချနိုင်ပြီဆိုရင်လည်းအကောင်းဆုံးအသုံးချနိုင်အောင်စူးစိုက်ရသေးတယ်အခုတော့ငါသားငါးများနေတဲ့သားဆိုတယ်ဖင်ရလဲကနာမငြိမ်ဘူးဟိုထားလိုက်ဒီထားလိုက်နဲ့ပြီးတော့လဲကိုမြားလို့မိမှကိုရတယ်ဆိုတာကိုသဘောပေါက်အောင်အခုတော့ဟိုလူကငါးဘတ်တကောင်မိနေပြီလဲဆိုလဲထကြည့်ရတာတစ်မျိုးဆက်လိုက်ကထဖော်ရတာတစ်ဖုံရေတော့ရတာတစ်ကြောင်မျိုးကိုစုံနေတာပဲလေအဲ့ဒီချိန်မှာငါသားရဲ့ငါးများချိတ်ကိုလာဟတ်တဲ့ငါ့ကိုငါသားကဘယ်လိုလုပ်သိမလဲငါစားကိုအသာလေးငုံထားတတ်တဲ့ငါဆိုရင်ကိုကစက်ခနဲဆွဲလိုက်မှမိတာမလားအခုတော့ကိုကတခြားမှာအာယုံရောက်နေတော့အဲ့ဒီလိုအချိန်ကောင်းနေလွတ်သွားတာပေါ့အဲ့ဒီတော့ငါသားငါအမိနေတာလေအဖေကကွန်ချက်မပြလို့လားငါသားရဲ့အလုပ်ပေါ်မှာအာယုံစိုက်မှုနေလို့လားပြောပါဦးငါသားရဲ့အရင်ကလှေနဲ့ငါးပန်းထွက်ပြီးပြန်လာရင်ငါသားငါအရနေတော့အဖေကသားကိုတက်တင်တက်ထိုက်တာတွေမတင်ပေးလို့လားကွန်ချက်ကိုမပြလိုက်လို့လားငါသားရဲ့အလုပ်ပေါ်မှာအာယုံစူးစိုက်မှုနေလို့လားဖြေကြည့်စမ်းပါဦးအဲ့ဒီတော့မှသားဖြစ်သူကလည်းရုတ်တရက်အိယာကနေလန်နိုးသူတယောက်လိုဖခင်တငါသေးကြီးကိုပြောတဲ့စကားကိုလည်းနားထောင်ပြီးသူ့ကိုယ်သူပြန်မြင်ပြီးတော့လည်းအမားကိုတွေ့သွားတာပေါ့ဟုတ်တယ်ဖေအဖေပြောမှပဲသားကိုသားပြန်ပြီးတော့မြင်တော့တယ်သားလှေနဲ့ငါးရှာထွက်တော့လေအဲ့ဒီလိုပဲပိုက်ချပြီးတော့လှေပေါ်မှာမေးချင်မေးမိအဲ့ဒီတော့ငါးအုပ်မှလည်းဘလို့လွတ်သွားတယ်ဆိုတာလေစဉ်းစားတော့မမိခဲ့ဘူးအခုအဖေပြောမှပဲဓာရီအားလုံးကကိုယ့်ရဲ့အလုပ်ပေါ်မှာစူးစိုက်မှုနေခဲ့တယ်ဆိုတာကိုလည်းပြန်မြင်ပါပြီအဖေဟာအခုချိန်ကစပြီးတော့သားအလုပ်ပေါ်မှာအာယုံစူးစိုက်နေအောင်ပြင်ဆင်มาတော့မယ်အဲ့ဒီလိုဂရီပေးတာပေါ့အဲ့ဒီတော့မှဖခင်တငါသေးကြီးကလည်းပြုံးပြီးတော့ခေါင်းလေးကိုတစ်ဆက်ဆက်ညှိပြီးပြောလိုက်တယ်ငါသားကိုဘာသာကိုသဘောပေါက်သွားတာဝမ်းသာလိုက်တာသားရဲ့လောကမှာလူတွေကလည်းကိုအောင်မြင်မှုမရဘူးဆိုရင်လေဘယ်သူမှလည်းဘလို့ပညာတွေကိုရှို့ထားလို့ဘသူကတော့ဖြစ်မကူညီဘူးဆိုပြီးပြောတတ်ကြတယ်တကယ်တော့ဘယ်အလုံးမှမဆိုကိုဘာသာကိုပြင်ဆင်ပြီးတော့အာယုံစူးစိုက်ခဲ့မယ်ဆိုရင်တော့အသေးဖွဲလေးကအစ
သတိထားမိပြီးတော့လေအရာရာပြင်ဆင်လောက်ကင်သွားရမှာပါဒါဆိုရင်လေဘယ်အလုံးမှမဆိုအောင်မြင်နိုင်ပြီဗောသားရဲ့